ဟုတ်ကဲ့ပါတီချယ်သူများပြောထားတဲ့စကားကိုနောက်တစ်ယောက်ကိုပြန်ပြောမယ်ဆိုရင် grammar မှာ direct indirect ကိုအသုံးပြုရပါတယ်တီချယ်အခုလိုမျိုးအိမ်မှာနေရင်ပဲဖြစ်စေကျမဂျပန်ကိုရောက်နေပါတယ်လို့ပြောမယ်ဆိုရင် Now I'm in Japan လို့ပြောလို့ရပါတယ်တီချယ်ခရီးသွားနေရင်ပဲဖြစ်စေဘယ်နေရာပဲရောက်ရောက် internet ရှိရုံနဲ့ GYS ကအင်္ဂလိပ်စာအတန်းတွေကိုလေ့လာလို့ရနေပါပြီ GYS ရဲ့အားသာချက်တစ်ခုကအချိန်ညှိစရာမလိုဘူးနေရာလဲတကူးတခါသွားစရာမလိုဘူး internet ရှိနေရုံနဲ့ဘယ်နေရာပဲရောက်နေကိုအားလက်တဲ့အချိန်မှာသင်ခန်းစာတွေကိုဝင်ကြည့်လိုက်ရုံပါပဲဆရာမကတယောက်ချင်းစီကိုစာစစ်ပေးတယ် live တွေ zoom နေနဲ့လည်းပြန်ပြီးတော့ရှင်းပြပေးသေးတယ်အတန်းပြီးသွားရင်လည်း certificate ထုတ်လို့ရပြီးတော့ group ကိုဖြတ်လိုက်တာဒီအတန်းတွေကိုဝင်လို့မရအောင်ကျောင်းသားကိုကန့်သတ်လိုက်တာမျိုးတွေမရှိပါဘူးအဲ့ဒါကြောင့်အတန်းပြီးသွားသည့်တိုင်အောင်လိုအပ်တဲ့အချိန်တိုင်းအမြဲတမ်းရာသက်ပံလေ့လာလို့ရမှာဖြစ်ပါတယ် Basic grammar, sentence construction, basic speaking ကနေစပြီးတော့ business English အထိ level အလိုက်အတန်းနေရှိတာကြောင့်အသေးစိတ်ကို Messenger ကနေပဲဖြစ်စေဖုန်းဆက်ပြီးတော့ပဲဖြစ်စေဆက်သွယ်နေနိုင်ပါတယ်ဒီချင်းရဲ့အတန်းနေမှာအားလုံးကိုစုံတွေ့ဖို့ညွှန်လင့်နေပါမယ် Bye bye